င်္ဂလာပါရှင် channel 1ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Europa League ထဲကနေလူဆော့များပြီးတော့စိတ်ဝင်စားစရာပွဲစဉ်လေးပွဲကိုပွဲချင်နေခန့်မှန်းချက်ရဲ့ betting tip တွေကိုတပွဲချင်းစီပြပြပေးသွားမှာဖြစ်ပါတယ်။နိုင်ယူနဲ့တခြားသင်းတွေကခုနကတင်ခဲ့တဲ့ဗီဒီယိုမှာပြပြထားတဲ့မကြည့်ရရင်သွားကြည့်လိုက်အောင်နော်။ဒါဆိုရင်ပထမဆုံးပွဲစဉ်ကနေစလိုက်ရအောင်။ Fio နဲ့ Udinese ပွဲကအရှင်အားသာချက်ရှိတဲ့ပွဲစဉ်လို့ပြောလို့ရပါတယ်။ Fio ကအိမ်မှာကစားတဲ့အခါ ball position ကိုကောင်းကောင်းwing attack ကိုတုံးတက်ပြီးတော့ pricing ကလည်းတော်တော်မြင့်ပါတယ်။ Udinese က away game မှာ defense ပုံမအားနည်းနေနိုင်ပါတယ်။ counter attack ပေါ်မူတည်ပြီးတော့ကစားမယ်လို့ထင်ပါတယ်။ဒီပွဲမှာ Udinese ကအောက်ခံနေပြီးတော့ခံစစ်ကိုဦးစားပေးကစားနိုင်ပါတယ်။ဒါကြောင့်ဂိုးများထွက်ဖို့ခက်ခဲနိုင်ပါတယ်။တစ်ကတော့ Fio body ပါ။ခြားရွေးရစရာအနေနဲ့ဂိုးအောက်ကိုလည်းကြိုက်ပါတယ်။ဒုတိယပွဲစဉ်အနေနဲ့ Elche နဲ့ Raul Vallecano ပွဲစဉ်ကိုပြပြပါမယ်။ဒီပွဲကတော့တရေဖြစ်နိုင်ခြင်းများတဲ့ပွဲလို့ဆိုရပါမယ်။ Elche ကအင်္ဂလိပ်မှာတေချာခံစစ်ကစားတတ်တယ်။ဂိုးဖန်တီးမှုနည်းတယ်ဆိုပေမဲ့ display ကောင်းတဲ့အသင်းပါ။ Raul Vallecano က midfield press ကောင်းတဲ့အသင်းပါ။ away game မှာမလို့ဂိုးရဖို့ပုံမခက်ခဲနိုင်ပါတယ်။နှစ်သင်းလုံးမရှုံးအောင်ဦးစားပေးတဲ့ကစားပုံစံနဲ့ကစားလာနိုင်ပါတယ်။ Betis အနေနဲ့ဂိုးအောက်ပါ။နောက်ထပ်ပွဲစဉ်အနေနဲ့ Real Betis နဲ့ Getafe ပါ။ဒီပွဲမှာဖုန်းကိုကောင်းတဲ့ Real Betis ကိုဦးစားပေးရမယ့်ပွဲပဲဖြစ်တယ်။ Real Betis ကအင်္ဂလိပ်မှာ attack flow ပိုကောင်းနိုင်ပါတယ်။ဂိုးဖန်တီးမဲ့ player တွေများပြီးတော့ chance ပိုရနိုင်ပါတယ်။ Getafe က road play များနိုင်တယ်အဝေးဝင်းကိုဂိုးပေးခံရနိုင်တယ်။ Getafe ကခန်းစစ်ကစားပေမဲ့ Betis ရဲ့ ball corner ကိုထိမှုခက်ခဲနိုင်ပါတယ်။တစ်ကတော့ Betis ball ပါ။နောက်ဆုံးပွဲစဉ်အနေနဲ့ Serie A ထဲက Genoa နဲ့ Atalanta ကိုပြောပါမယ်။ဒီပွဲကတော့အပြင်းအထန်တိုက်စစ်ဖြစ်လာမယ့်ပွဲပါ။ Genoa က home advantage ရှိပေမဲ့ defense တည်နေပါဘူး။ Atalanta ကတော့ high press ကောင်းကောင်းနဲ့ fast attack လုပ်နိုင်ပါတယ်။အဝေးကွင်းဆိုပေမဲ့ဂိုးရနိုင်စွမ်းများပါတယ်။ဒီပွဲအတွက် tip ကတော့ Atalanta body ပါ။ overall အနေနဲ့ဆိုရင် Fio ကိုအောင် Elche ကိုအောင် Betis body Atalanta body ဒီခန့်မှန်းချက်တွေက analysis ပေါ်အခြေခံပြီးတော့ညီမတယောက်တည်းရဲ့အမြင်နဲ့ရွေးချယ်ထားရမယ်လို့အိမ်ပေါင်းပြီးတော့ရှောက်မစော့လိုက်ပါနဲ့ဗီဒီယိုကြည့်ပြီးအသုံးဝင်တဲ့သဘောကျရဆိုလို့ရှိရင် like and subscribe လုပ်ပေးပါအားလုံးပဲကံကောင်းပါစေရှင်တတား